အားလုံးမင်္ဂလာပါရှင်ဒီနေ့ရောက်အိမ်မှာလူဆောင်နာနဲ့လေအစုံသုံးလေးတုပ်စားမယ်ပေါ့နော်ဖဲပြားလေးရဲ့အာလူးလေးရဲ့အခုလိုမျိုးလေးမြန်မာအစုံသုံးလေးပေါ့နော်ဂျာဇန်လေးနဲ့ခေါက်ဆွဲလေးနဲ့တုပ်စားဖြစ်ပါရဲ့ရှင်အိမ်မှာဘဲမုံလန်းကုန်နေအောင်မလို့ပထမဦးစွာဘဲမုံလေးတွေအရင်လှော်မယ်ပေါ့နော်ပြီးတော့အာလူးလေးကိုလည်းအခုလိုပြုတ်ထားလိုက်တယ်ပြီးတော့ရေးဒါစီချက်ပေါ့နော်စီချက်လေးတက်ထားတယ်ပြီးရင်စီနေလေးကိုလုပ်ပြပါမယ်ရှင်စီချက်တက်တာရောဒါပုံမှန်တိုင်းပဲပေါ့နော်စီနီကကြောက်တော့တောင်တိတ်ပြီးတော့မတိကြအောင်မေးကြဖြစ်တဲ့အတွက်ကြောင့်စီနီလေးတက်ပြထားပါရဲ့ရှင်ဒီထဲမှာလေကိုစီတက်မဲ့ခွက်လေးထဲမှာပေါ့နော်ပထမဦးစွာအယောင်တမုံလေးနဲ့စနစ်မုံလေးနဲ့ထည့်ပြီးတော့စီပူပူလေးအခုလိုလောင်းလိုက်ပြီးဆိုရင်အခုလိုစီချက်လေးရပါပြီရှင်ပြီးရင်ဂျာဆန်လေးပြုတ်ထားတယ်ပဲပြားလေးတွေလည်းအခုလိုမျိုးတိတ်တိတ်လေးတွေလှေထားလိုက်ပါရဲ့အခုဆိုရင်အတုပ်စားတုပ်လို့ရပါပြီရှင်ကဲခေါက်ဆွဲတုပ်စားတော့အစင်းနဲ့ဖြစ်နေပါပြီဂျာဆန်လေးနဲ့ခေါက်ဆွဲလေးနဲ့ဒီမှာကစီပြူရဲ့စီနီရဲ့အနေနဲ့တင်မုံလာလေးတွေလိချထားတယ်ကဲချုံမုံအပြားရေးအစင်းတင်ပါပဲရှင်အားလုံးခုတော့ပထမဦးစွာကားအတွက်အရင်စားပြီးတော့တုပ်ပြလိုက်ပါမယ်နော်လေပထမဦးစွာတော့ကဒါအတွက်အရင်စားပြီးတော့တုံးမယ်ပေါ့နော်ဒါလေးကိုအဖြူတယ်လေးရင်တုံးပါပါသူကြိုက်တဲ့ပဲပြားလေးအာလူးလေးတွေနည်းနည်းထည့်တယ်ပဲမုံလေးနည်းနည်းထည့်ပြီးတော့မကြီးရင်လေးနဲ့ငပြားလေးနည်းနည်းလေးထည့်ပြီးတော့သူ့ကိုအရင်တုပ်ပေးလိုက်ပါရဲ့ရှင်သူကတခွားသီးလေးလည်းတအားကြိုက်တာဖြစ်တဲ့ကြောင့်တခွားသီးလေးလည်းများများလေးထည့်တုပ်ပေးရပေါ့နော်ဟိုဒီအတုပ်လေးကလေးမှုရင်းနေရပဲရှင်တကယ်တော့မြန်မာနိုင်ငံမှာတုပ်စားရတုပ်ဆိုင်အနက်ရတာလေးပဲပေါ့နော်ဒါရရောဒါလေးကိုတအားကြိုက်ပါရဲ့ဒီတပတ်ကလုံးသူကောင်တစ်ခါရဲစားသွားရပေါ့နော်ကဲပြီးတော့အိမ်မှာဘူဒီဟင်းကားလေးလည်းချက်ထားဖြစ်တဲ့အတွက်ကြောင့်ဘူဒီဟင်းကားလေးရဲ့အတုံးလေးရဲ့ထမင်းလေးရောက်သူစားမလားဆိုပြီးတော့ပေါ့နော်နည်းနည်းရောယူသွားဖြစ်ပါရဲ့ရှင်ဒါပေမဲ့သူထမင်းတော့မစားဘူးပေါ့နော်သူအတုပ်ကြီးပဲစားမယ်ဆိုပြီးပြောတဲ့အတွက်ကြောင့်တော့သူအတုပ်ကြီးပဲကြွေးခဲ့ပါတယ်ရှင်အတုပ်တစ်ပတ်ကန်လုံးလည်းဒါအများကြီးပဲပေါ့နော်သူစားခြင်းနဲ့စားရအောင်လို့ဒါယူသွားတာပါရှင်ကဲအခုလက်ရတော့ဒါလူကြီးကိုစားသုံးမဲ့လှည့်ပါလူကြီးကိုလည်းလေနော်ကဒီတစ်ခေါက်တော့ဆိုင်မှာတုပ်တယ်လို့မျိုးပေါ့နော်စိတ်တိုင်းကြဘယ်သူကပါစားမလဲဆိုတဲ့ပုံစံလေးနဲ့တော့ကတုပ်ပေးဖြစ်ပါရဲ့ရှင်ချင်းငံဆက်ကအစားပေါ့နော်ဒါပထမဦးစွာတစ်ပွဲရင်စားတုပ်ပါပြီရှင်ကဲဒီမှာစီနေလေးနဲ့စီချက်အဝါလေးနဲ့ဟိုပဲမုံလေးနဲ့ပေါ့နော်စီလေးတော့ကဆိုင်မှာတုပ်တဲ့အတိုင်းလေးတုပ်ပေးပြခဲ့ပါရဲ့ရှင်ဒါပေမဲ့လေထုံးစံအတိုင်းပေါ့နော်အိမ်ရပိုးရှင်ဆိုတော့အိမ်မှာကိုဘာသာကိုလှုပ်ရှားတာဖြစ်တဲ့အကြောင်းပိုးရှင်ကတော့ကြီးလေးနဲ့များလေးနဲ့ကိုစိတ်တိုင်းကြပို့ပြီးတော့စားရတာအဆင်ပြေပေါ့နော်တို့ကကြတော့လေနိုင်ငံခြားမှာနေရတာဖြစ်တဲ့အတွက်ကြောင့်ဝယ်စားခြင်းတိုင်းတော့ဝယ်စားလို့မရဘူးအဲ့အတွက်ကြောင့်တောင်တိုင်ဆိုရင်တို့ကအိမ်မှာပဲပေါ့နော်အခုလိုမျိုးပဲကိုယ်တိုင်လှုပ်ရှားပြပါရဲ့ရှင်ဒါတော့နောက်တစ်ပွဲပါနော်နောက်တစ်ပွဲကိုလည်းအခုလိုမျိုးပဲသူတို့စိတ်တိုင်းကြလေးအသိမုံထပ်ထည့်တာလို့ပါလို့ကိုလုပ်ပေးဖြစ်ပါရဲ့ရှင်ဒီဟာလေးမြန်မာနိုင်ငံမှာဆိုရင်တော့ကိုကဟောလေပတ်စံလေးပေးပြီးတော့ချက်ချင်းဝယ်စားလို့ရရဲ့ပေါ့နော်ဒီမှာကြတော့ကိုလုံးမှာကိုစားရတာဖြစ်တဲ့အတွက်ကြောင့်တို့ကတော့ကိုယ်တိုင်ပဲလှုပ်ရှားဖြစ်ပါရဲ့ရှင်ဒါရောက်နောက်ဆုံးထမင်းလေးနဲ့တော့စားမှာဖြစ်ပါရဲ့ရှင်ဘူတီဟင်းကားလေးနဲ့စားလိုက်ပါဦးမယ်ကျေးဇူးတင်ပါတယ်